အရင်ပိုင်းမှာ graphic ကအရေးကြီးတဲ့ mission တစ်ခုကိုလုပ်ပေးဖို့အတွက် gas ကိုတောင်းဆိုခဲ့ပြီးတော့ gas ကလည်းကြည်ကြည်နက်နက်ကြီးလုပ်ပေးမယ့်အကြောင်းပြောလိုက်ပါတယ်ဒီ mission ကိုထမ်းဆောင်ဖို့အတွက် gas ကမှောင်ရိပ်ကိုစောင့်နေခဲ့ပြီးတော့တကားအပိတ်မှာပဲ Julius ရဲ့ခြံဝင်းထဲကိုအချိန်မီရောက်အောင်ဝင်နိုင်ခဲ့ပါတယ် graphic ကမျက်နှာကိုအမြင်မခံဖို့မှားလိုက်တာကြောင့်တည်တည်ချာချာပြပြကြီးကြီးနဲ့ရွှိုက်နေပါတယ်အိမ်တော်တိုင်းကြီးကတော့ Julius အနာကိုကပ်ပြီးတော့လေးစားသမှုနဲ့ပြောတာပါသခင်သခင်ကြီးကသခင်လေးပေါ်မှာကြမ်းကြမ်းတမ်းတမ်းဆက်ဆံတယ်လို့ဖြစ်နေပါတယ်လို့သားအဖနှစ်ယောက်ကြောင့်ဝင်ပြောပေးလိုက်ပါတယ်မပြောနဲ့တော့ဟက်ဆန်အာဒူနစ်ကအမြဲတမ်းကလေးဖြစ်နေမှာမဟုတ်ဘူးသူအပြည့်အဝမပြင်ဆင်ထားဘဲနဲ့ငါနေရာကိုဆက်ခံရင်ပိုပြီးဒုက္ခရောက်လိမ့်မယ်မင်းသွားလို့ရပြီဆိုပြီးတော့မောင်းထုတ်လိုက်ပါတယ်ဂျူလီယပ်စ်ကရုပ်တရက်ဒေါသတွေထွက်လာပြီးတော့လောက်ကြံတာမအောင်မြင်ုံနဲ့မကောက်အခုဆိုရင်ဒီကောင် graphic ကမင်းသမီးလေးကိုကာဝယ်ပေးခဲ့တဲ့သူရဲကောင်းကြီးပါဖြစ်သွားပြီလို့ရည်ရွယ်လိုက်ပါတယ်အဲ့အချိန်မှာပဲဖျောင်းနိုင်မိရဲ့ငိမ့်သွားပါတယ်ဖျောင်းနိုင်မိငိမ့်နေဆိုတာလေတိုက်လို့ငိမ့်တာလေကဘယ်ကဝင်လာတယ်လဲဆိုပြီးကြည့်လိုက်တာပြတင်းပေါက်တစ်ချက်ပွင့်နေတာကိုတွေ့လိုက်ရပါတယ်ဂျူလီယပ်စ်ကလည်းဗိုလ်ချုပ်ကြီးတယောက်ဖြစ်တာကြောင့်အခြေအနေကိုကောင်းကောင်းသဘောပေါက်လိုက်ပြီးတော့အခန်းတောင်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာမျက်နှာဖုံးတဲ့လူတယောက်ကိုတွေ့လိုက်ရပါတယ်သူ့ကိုလောက်ကြံဖို့လာတာမှန်သိတာနဲ့တပြိုင်နက်ဂျူလီယပ်စ်ကလည်းခိုးဝင်လာတဲ့သူရှိတယ်ဟေ့လို့អော်လိုက်ပါတယ်ဂတ်စ်ကဓာတ်နဲ့ပြေးခုတ်တာကြောင့်ဂျူလီယပ်စ်လည်းအနီးကဓာတ်ကိုယူပြီးတော့ကာလိုက်ပါတယ်ဒါပေမဲ့ဂတ်စ်ရဲ့ဓာတ်ချက်ကအရန်တန်တာကြောင့်ဂျူလီယပ်စ်နောက်ကိုလန်နေတဲ့အချိန်မှာဂတ်စ်ကရင်ဘတ်ကိုကန့်လန့်ဖြတ်ပိုင်းပေးလိုက်ပါတယ်တေကန်ဒီချိန်မှာအာတင်ပြီးတော့ဂျူလီယပ်စ်ကသူ့ကိုတတ်ခဲ့တဲ့သူရဲ့မျက်နှာဖုံးကိုချွတ်ကြည့်လိုက်ပါတယ်မင်းက Griffith ရဲ့လူပဲဆိုပြီးတော့အထစ်ထစ်အငေါငေါပြောရင်းနဲ့မှောက်သွားပါတော့တယ်စစ်ပွဲထဲမှာသူတပြန်ကိုတပြန်ချရင်းနဲ့လူတွေအများကြီးတတ်ခဲ့ဘူးပေမဲ့ဒါလိုလောက်ကြံပြီးတတ်ရတာမျိုးက gas တယောက်အတွက်တော့စိတ်ထဲမှာတမျိုးကြီးခံစားနေရပါတယ်အပြစ်ရှိသလိုခံစားနေရပြီးတော့အထိတ်တလန့်နဲ့ဓာတ်အသွေးတွေကိုအဝတ်စနဲ့တုပ်နေတော့မှာပဲဒကမကြီးပွင့်လာတာကြောင့်အသာလေးနေရာယူလိုက်ပါတယ်အခန်းထဲကိုဝင်လာတဲ့သူကအာဒိုနစ်ကလေးဖြစ်နေပြီးတော့သူ့အဖေရဲ့အလောင်းကိုမြင်လိုက်လို့အံ့ဩပြီးဝမ်းနေနေတဲ့ချိန်မှာပဲဂတ်စ်ကအချိန်မဆိုင်မဲနဲ့လက်ဦးမှုယူပြီးဓာတ်နဲ့ပြေးထိုးလိုက်ပါတယ်ကလေးငယ်လေးတယောက်မှန်းကိုဂတ်စ်ကလုံးဝမသိခဲ့ပါဘူးလက်လွန်ပြီးသွားကံမှတေကန်ကြီးဝေဒနာနဲ့အသက်ငင်ပြီးတော့ကြောက်ရွံ့နေတဲ့ကလေးတယောက်ရဲ့နောက်ဆုံးထွက်သက်ကိုကြည့်ရင်းနဲ့ဂတ်စ်တယောက်တော့ငါဘာတွေလုံးမိသွားပြီလဲကွာဆိုတဲ့နောင်တတွေအပြစ်ရှိတဲ့စိတ်တွေကိုခံစားနေရပါတယ်အဲ့ဒီချိန်မှာအဆောင်နှစ်ယောက်ရောက်လာလို့မျက်နှာဖုံးကိုအမြန်ပြန်ဆွတ်လိုက်ပါတယ်ခိုးဝင်လာတဲ့သူရှိတယ်ဟေ့လို့အခြားရဲဘော်တွေကိုသတိပေးလိုက်ပြီးတော့တပြိုင်နက်အခြေအနေကိုသဘောပေါက်သွားပြီးတော့ခွေးမသာမင်းသခင်လေးအာဒိုနစ်ကိုတော့ဘလို့တက်ရတာလဲဆိုပြီးတော့ချဖို့လုပ်ပါတယ်ဒါပေမဲ့ gas ကပဲဓာတ်နဲ့ဥအောင်ပိုင်းပလိုက်ပြီးတော့ချီးပဲကွာချီးပဲဆိုတဲ့စကားလုံးနဲ့အတူသူ့ကိုယ်သူအပြစ်တွေတင်နေမိပါတော့တယ်အိမ်တော်ဒင်းဟက်ဆန်မှာရောက်လာပြီးတော့အဖြစ်ဆိုးလိုက်တာသခင်လေးအာဒိုနစ်ရဲ့ဆိုပြီးတော့ငိုပါတော့တယ်ရှာကြစမ်းအဲ့ခွေးတောင်စားကိုအသက်ရှင်လျက်ထွက်သွားကမပေးနဲ့ဆိုပြီးတော့အဆောင်တွေကိုအမိန့်ပေးလိုက်ပါတယ်ဂတ်စ်ကတော့ရန်သူတွေဘလောက်များရအောင်ချပြီးတော့ပြန်ဆုပ်ဖို့ကြိုးစားနေပါတယ်။မြားရည်နဲ့ပြစ်တာကိုအလောင်းတစ်ခုယူပြီးတော့ကာလိုက်ပေမဲ့လက်မောင်းကိုတော့တချောင်းကလာစိုက်သွားပါသေးတယ်။ ဂတ်စ်ကတော့ gas ပဲဖြစ်တာကြောင့်ရေထဲကိုခုန်ချပြီးတော့လွတ်မြောက်သွားပါတယ်။ Griffith ကတော့မင်းသမီးလေးရဲ့စားပွဲတောက်ပွဲကြီးမှာပူကောင်းတဲ့စားစရာတွေကိုစားနေရတော့ပြီးချင်တယ်ကွာဆိုပြီးတော့ gas ကပြောလိုက်ပါတယ်။သိငတ်ဖွဲရလူတွေညစာစားပွဲလေးတစ်ခုလုပ်ရင်းနဲ့အပန်းဖြေနေကြတာပါ။ဒါနဲ့ gas ကောပမာတယ်။မနေ့ကလေးကမတွေ့ဘူးနော်လို့ကောင်လေးတယောက်ကပြောလိုက်တော့ဒီကောင်ကတတ်ဖို့ဖြတ်ဖို့လောက်ပဲစိတ်ဝင်စားတာလေတယောက်တည်းလေ့ကျင့်နေတာနေမှာပေါ့ဆိုပြီးကော့ကတ်ကပြန်ပြောလိုက်ပါတယ်ဒီနေ့သူ့တက်ဖွဲ့နဲ့ငါတက်ဖွဲ့နဲ့ပေါင်ပြီးလေ့ကျင့်ရမှာဟာဒါတော့ငါ့ကိုတခွန်းမှမပြောဘဲနဲ့တနေကုန်ပျောက်နေခဲ့တာလို့ကတ်စကာကပြောရင်းနဲ့တကားဝါကိုကြည့်လိုက်တော့ရက်နေတဲ့ gas ကိုတွေးလိုက်ရပါတယ်နင်ဘယ်လျှောက်သွားနေရလဲလို့ကတ်စကာကဖြဲလိုက်ပေမဲ့ကြံတဲ့တက်ဖွဲ့ခေါင်းဆောင်တွေကတော့လှမ်းနှုတ်ဆက်နေပါတယ် gas ကတော့စိတ်နဲ့ခန္ဓာကိုယ်နဲ့မကတ်အသက်မပါတဲ့မျက်လုံးတွေနဲ့ Griffith ဗမာလဲလို့မေးလိုက်ပါတယ်မင်းသမီးလေးရှားလို့ရဲ့ညစာစားပွဲမှာဖိတ်ခံရလို့ပွဲသွားတက်တယ်လို့ကတ်စကာပြောရင်းနဲ့ဂတ်ရဲ့ခန္ဓာကိုယ်ကသွေးတွေကိုမြင်သွားပါတယ်ဂတ်ကတော့ဟုတ်လားလို့တခွန်းမဲ့ပြောပြီးထွက်သွားပါတယ်ငါပြောလို့မပြီးသေးဘူးလေပြန်လာခဲ့အောင်လို့ကတ်စကာလမ်းပြောနေရင်းနဲ့ဂတ်ရဲ့လက်မောင်းကမြားတံရကိုတွေ့ပြီးတော့အံ့ဩသွားပါတယ်သိကြတာကတော့ဂတ်ဟာသူ့အတွင်းစိတ်ရဲ့နှိပ်စက်မှုကိုခံနေရတာပါအပြစ်ရှိတဲ့စိတ်ကလေးတယောက်ကိုတတ်လိုက်မိတဲ့စိတ်တွေကဂတ်ကိုအရှင်လက်လက်ငရဲပို့ပေးနေတာပါGriffith နဲ့မင်းသမီးလေးတို့ကခမ်းမအပြင်ဘက်ကိုထွက်လာပြီးတော့လီဗီလေးညင်းခံရင်စကားပြောနေကြပါတယ်။ Griffith ကသူ့ရဲ့ဝိယုံထိုင်စရာအဖြစ်ခင်းပေးလိုက်တာကြောင့်ရှားလော့ကသဘောကျသွားပါတယ်။အဖြစ်ပြက်တစ်ခုလုံးကိုငေးကြည့်နေမိတဲ့ gas က Griffith စီကိုသွားမလို့အလုံမှာပဲ။ gas ကရောက်လာပြီးတော့နေအောင်နင်ဒီလိုပုံစံကြီးနဲ့သွားတွေ့မလို့လား။ Griffith ကိုအရှက်ရအောင်မလုပ်စမ်းပါနဲ့။နင် Griffith နဲ့စကားပြောစရာရှိတယ်ဆိုရင်လည်းသူတို့စကားပြောပြီးတဲ့အထိစောင့်ဆိုပြီးတော့ gas ရဲ့တမြောင်ကိုဆွဲထုတ်လိုက်ပါတယ်။ပြီးရနဲ့သူ့အိမ်လက်ကိုဓာတ်နဲ့ဖြဲလိုက်ပြီးတော့ဘာမပြောညာမပြောနဲ့ gas ရဲ့လက်မောင်းကမြားတံရကိုစီးပေးလိုက်ပါတယ် gas ကတော့ gas ကသူ့ကိုဒီလိုလုပ်ပေးလို့အံ့ဩနေပါတယ်
ဒီခန်းမှာဆိုရင်နောက်ထပ် Griffith ပြောရမယ့်စကားတွေကဇက်လန်အတွက်အတော်လေးအရေးပါတော့မှဖြစ်လို့တေချာအာယုံစိုက်ပြီးနားထောင်စေချင်ပါတယ်။ယောက်ျားတွေကသွေးထွက်တန်ယူဖြစ်အောင်လုပ်ရတာဘာလို့ကြိုက်ကြတာလဲလို့မင်းသမီးတွေမေးခဲ့ဘူးရဲ့နော်။အဲ့လိုသွေးထွက်တန်ယူနဲ့တိုက်ခိုက်မှပဲကိုတန်ဖိုးထားရတဲ့အရာတွေကိုရအောင်ယူနိုင်ပြီးတော့ကာဝယ်ပေးနိုင်မှာလို့ကျွန်တော်ကတော့ထင်တယ်။တန်ဖိုးထားရတဲ့အရာဆိုတာကိုချစ်ရတဲ့သူတွေယောက်ျားတစ်ယောက်ရဲ့သူရဲကောင်းဂုဏ်သိက္ခာတွေစသဖြင့်ပေါ့။အချစ်နဲ့ဂုဏ်သိက္ခာအတွက်တိုက်ခိုက်ရင်တေရတာဟာသူရဲကောင်းတစ်ယောက်အတွက်အကြီးမားဆုံးဆန္ဒပါပဲ။အဲ့ဒါတွေပြင်ယောက်ျားတစ်ယောက်မှာအရေးပါတဲ့အရာတစ်ခုကြံပါသေးတယ်။အဲ့ဒါကတော့ရည်မှန်းချက်ပါ။တခြားလူတွေအတွက်မဟုတ်ပဲကိုယ့်အတွက်ဖြည့်ဆည်းပေးရမယ့်ရည်မှန်းချက်ပါလို့ Griffith ကပြောတော့ရည်မှန်းချက်တယ်လားဆိုပြီးတော့ gas ပါရည်ရွယ်လိုက်မိပါတယ်။ရည်မှန်းချက်တွေကြောင့်ပဲလူတွေကအာတင်ထားကြတယ်။နာကျင်ခံစားကြရတယ်။ရည်မှန်းချက်တွေကလူတွေကိုအသက်ရှင်အောင်လုပ်ပေးတယ်လို့တေအောင်လဲတတ်နိုင်တယ်။ဘလောက်ပဲနှိမ့်ကြတဲ့တာမန်ယောက်ျားတစ်ယောက်ဖြစ်နေပါစေ။သူ့ကိုယ်သူအောင်နိုင်သူနတ်ဖျားတစ်ပါးအဆင့်အထိကိုအ ਨੇ ဆုံးတစ်ခါတော့စိတ်ကူးရင်ပူကြပါတယ်။အချို့အတွက်ကြတော့လေမွေးလာပြီးတော့အချိန်တိုင်းသေမှာပါလေဆိုတဲ့စိတ်နဲ့ဘဝကိုအကြောင်းရင်းမရှိပဲဖြတ်တန်းနေရတာမျိုးလည်းရှိနိုင်ပါတယ်။အဲ့လိုဘဝမျိုးကျွန်တော်ကတော့နည်းနည်းလေးမှမလိုချင်ဘူးလို့ပြောလိုက်တာ gas တယောက် short ရသွားပါတယ်။အပြင်ကနေ enemy ကိုကြည့်နေတဲ့လူတယောက်အနေနဲ့ပြောရရင် gas ရဲ့စိတ်တင်စိတ်ထားတေတနေ့မွေးတနေ့ဆိုတဲ့ပုံစံမျိုးပါ။ရန်သူတွေ့ရင်ခုတ်မယ်တက်ဆရာရှိတာတက်မယ်။ကိုမချရင်လောကကြီးမှာကိုကိုဖင်ချမဲ့ကောင်တွေကြီးပဲဆိုတဲ့အသည့်မျိုးနဲ့ရှင်းတန်နေတာပါ။ဘဝရည်မှန်းချက်တွေမျှော်လင့်ချက်ရှင်တန်ရတဲ့ဘဝအတိတ်ပဲသူ့မှာလုံးဝမရှိပါဘူး။ခွင့်လွှတ်ပေးတော်မူပါမိမပြိုလေးတယောက်ကိုဒီလိုပြင်းစရာကောင်းတာတွေပြောမိသွားပြီထင်တယ်လို့ Griffith ကပြောတော့မဟုတ်ပါဘူးရှင်ကအရန်ဆန်းကြတာပဲ Lord Griffith ရှင်ကအခြားအထက်တန်းလွှာတွေထက်ပိုပြီးအထက်တန်းဆန်တယ်ဒါပေမဲ့တည့်ရွက်မှုန်ကြီးကိုတင်ပေးတော့ကြလေဘာမှမသိတဲ့ကလေးလေးတယောက်လိုဖြစ်သွားပြန်ရော့ဒီလိုစကားတွေပြောနေပြန်တော့ကြလေတသနိကပညာရှင်တယောက်လိုပါပဲလို့မင်းသမီးလေးကပြောလိုက်ပြီးတော့ Griffith ကလည်းပြုံးလိုက်ပါတယ်အဲ့ဒီချိန်မှာအင်ကြီးသားကိုကြစ်ကြစ်ပါအောင်ဆုပ်ပြီးတော့တဝင်းတူလာလားဝမ်းနေတာလားဒေါသထွက်တာလားမသေးကွဲတယ်ခံစားချက်ခတ်ဆူဆူတစ်ခုကိုကတ်စကာအတင်းမျိုးသိမ့်နေရပုံပါပဲရှင့်မိတ်ဆွေတွေကလည်းရှင့်ရဲ့အဲ့ဒီထူးဆန်းတဲ့ဆွဲဆောင်မှုကြောင့်ပဲရှင့်ရဲ့နားကိုရောက်လာခဲ့ကြတာထင်ပါတယ်လို့မင်းသမီးလေးကပြောတော့ကျွန်တော်လူတွေကကျွန်တော်နဲ့အတူတေမင်းကိုအန်တုပေးခဲ့ကြတယ်တန်ဖိုးရှိတဲ့ရဲဘော်ရဲဘက်တွေပါဒါပေမဲ့မိတ်ဆွေတငယ်ချင်းဆက်ဆံရေးမျိုးတော့မဟုတ်ဘူးဗျကျွန်တော်အတွက်တော့မိတ်ဆွေတငယ်ချင်းဆိုတာကိုနဲ့ညီတူညီမျှရှိတဲ့လူမျိုးကိုပဲမိတ်ဆွေတော်ချင်ပါတယ်ရီမန်းချက်ကိုဘယ်တော့မှမပြောင်းမဲ့သူအသက်ရှင်ဖို့အတွက်ကိုပိုင်အကြောင်းရင်းရှိတဲ့သူကိုယ့်ရဲ့ရီမန်းချက်ကိုထိပါလာရင်ကျွန်တော်တို့တော့ပြန်ဆန့်ကျင်မဲ့သူမျိုးကိုပဲမိတ်ဆွေအဆင့်ဖြစ်သတ်မှတ်ချင်ပါတယ်လို့ပြောတော့ gas ရော gas ကပါအံ့ဩထိတ်လန့်သွားပြီးတော့အထူးသဖြင့် gas ကတော့ဒေါသကြောင့်လားဝမ်းနည်းမှုကြောင့်လားမသိပဲအသားတွေပါတုံနေပါတယ်အဲ့ဒီအချိန်မှာပဲအစီကံတယောက်ကရေးကြီးတုတ်ပြာနဲ့ရောက်လာပြီးတော့အရှင်မင်းသမီးလေးသတင်းစိုးပြောစရာရှိပါတယ်မင်းသမီးလေးရဲ့ဦးကြီးတော်ဂျူလီယပ်ကကွယ်လွန်သွားပါပြီလောက်ကြံခံလိုက်ရတာပါတခင်လေးအာဒူနစ်ကိုပါလောက်ကြံသူကတတ်သွားခဲ့တာပါမင်းသမီးလေးကိုချက်ချင်းပြန်လာခဲ့ဖို့ရှင်မင်းရမိတ်လိုက်ပါတယ်ဆိုပြီးတော့အမော်တကြီးပြောလိုက်ပါတယ် Griffith ကတော့အကြောင်းအရာတစ်ခုလုံးကိုငြိမ်ပြီးနားထောင်နေပါတယ်ဘာမှမသိတဲ့ gas ကတော့ပြန်ကြရအောင် gas ဒါသာချူတာတွေရဲ့လက်ချက်ဖြစ်မယ်ဆိုရင်ငါတို့တိုက်ပွဲအတွက်ပြင်ဆင်ရမယ်လို့အလော်တကြီးပြောပေမဲ့ gas ကမှိုင်တွေနဲ့ထွက်သွားတာရယ်ပြီးတော့လက်ကအနာရီရဲ့ကိုဆက်ကြည့်ပြီးတော့ gas ကသဘောပေါက်သွားပါတယ် gas ရဲ့ခေါင်းထဲမှာတော့ Griffith ရဲ့စကားတွေကိုအထက်ထပ်ပြန်တွေးမိနေမှသိကြပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦး